တာကျိုးညှိတဲ့ဒီလေးကျွန်တော်ချက်ပြပေးမယ်ဒီ software လေးကိုကျွန်တော် link ပို့ပေးထားတယ်ဒီ software download လုပ်ရင်အခုကျွန်တော် software နဲ့ဝင်လိုက်တဲ့အခါမှာကျွန်တော်တစ်ချက်စစ်ကြည့်ပေါ့နော်ကျွန်တော်အခုဒီမှာပြထားတဲ့ data ပုံလေးကဒီမှာ key 6ခုပါလာပေါ့နော် key 6ခုပါမှရမှာပေါ့နော် key 6ခုမပါဘဲနဲ့တော့4ခုပါတဲ့ဟာနဲ့ပါညှိနေမှာဒီလိုမျိုးဖြစ်နေကျွန်တော်ဒီပေါ်လေးမှာ data string ဆိုတဲ့နေရာလေးရှိတယ်အဲ့ဒီနေရာလေးကိုထောက်ပြီးတော့ကျွန်တော်တို့ရဲ့အခုကျွန်တော်ညှိမဲ့ data ကကျွန်တော် standard data string ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးအမှန်လေးကျွန်တော်ပြီးလို့ရှိရင်နောက်ပြန်ထွက်လာတယ်အဲဆိုကျွန်တော်ပြန်ပြောင်းသွားလိမ့်မယ်နော်အဲဆိုရင်ကျွန်တော် software ရောက်သွားပြီဆိုရင်ကျွန်တော်တို့နံပါတ်6ကျိုးကနေစပြီးတော့ကျွန်တော်ညှိပြရမယ်အဲဆိုရင်ကျွန်တော်တို့ခုနံပါတ်6ကျိုးစပြီးတော့ကျွန်တော်လှည့်အဲကျွန်တော်ဘာမှမလှည့်ရသေးဘူးဒီမှာပေါ်နေတာဆိုလို့ရှိရင်တော့ minus 73လောက်ပေါ့နော်ပြီးလို့ရှိရင်ကျုံ app ဆိုတာကျွန်တော်ပါလဲဆိုတော့ကျွန်တော်ကျိုးတင်းအောင်လို့ဒီ key ကိုတဲ့ပါလို့ပြောတာ ਨੇ တူတူပဲအဲ့တော့ကျွန်တော်ကနောက်ထပ် minus 73လောက်ကိုကျွန်တော်ထပ်ထည့်ရမှာဆိုတော့ညီပါပြီပေါ့နော်ညီပါလို့ရှိရင်သူကဒီမှာနည်းနည်းလေးတော့ဟိုအသေးစိတ်ကြီးတားညီအောင်လည်းလုပ်စရာမလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပထမဆုံးခုမှစညီတာကျွန်တော်ကျိုး6ကျိုးလုံးညီပြီးလို့ရှိရင်ကျွန်တော်ပြန်ညီအောင်မှာကျိုးကတစ်ခေါက်ညီရတယ်တစ်ခေါက်တည်းညီလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကနံပါတ်6ကျိုးလေးကိုပဲညီရသေးတာကျန်တဲ့ကျိုးလေးကိုညီလိုက်လို့ရှိရင်ဒီနံပါတ်6ကျိုးကပြန်ပြီးတော့ကျွန်တော်တို့ကြောက်သွားမှာပေါ့နော်အဲ့အခါကျတော့ကျွန်တော်တို့တစ်ခေါက်ပြန်ညီပြီးလို့လို့ပေါ့နော်အဲ့တော့အခုလိုတော့ဆိုတော့ဒါအိတိတိကျကျကြီးမဟုတ်ဘူးဒါဆိုရင်ရပြီပေါ့နော်အဲ့ဆိုနံပါတ်6ပြီးသွားရင်ကျွန်တော်နံပါတ်5ဒီမှာလည်းတူတူပဲကျွန်တော် minus 12လောက်ကိုပြရတယ်ပြီးတော့ကျုံ app ဆိုပြီးတော့ပြရတယ်ပေါ့နော်အဲဆိုကျုံ app ဆိုတော့ကျွန်တော်နည်းနည်းတင်လိုက်မယ်ဒီမှာဒါလေးတစ်ချက်တင်လို့ရတယ်ကျွန်တော်တို့ဒီပုံမှာကျွန်တော်တို့ auto နဲ့ menu ပဲဆိုပြီးကျွန်တော်ဖွင့်နေပိတ်နေလို့ရှိတယ်အဲ့မှာကျွန်တော်တို့ auto ဆိုတဲ့ကလုတ်လေးကိုဖွင့်အောင်နော်အဲ့ဒါမှကျွန်တော်တို့ကကိုညှိတဲ့ကြိုးဒီမှာလာပြပြီးမှကျွန်တော်ညှိနေတဲ့ကြိုးလေးဒီမှာအစိမ်းအောင်နေတော့ပိုင်းထားပြီးတယ်ဆိုတော့နံပါတ်4ကိုညှိနေတာဆိုတော့လေးကိုမရောက်ချင်းကျွန်တော်ညှိနေတာကျွန်တော်နံပါတ်6မှာပဲပြနေကြတယ် E ကိုပဲနံပါတ်6ကျိုးပဲသူစိတ်နေပြတာပေါ့နော်ကျွန်တော်ဆက်ပြီးတော့ဒီနံပါတ်4ကျိုးကျွန်တော်တင်လိုက်တင်ရနေပြီးတော့ဒီနေ့ရောက်ပါလိမ့်အဲဆိုရင်ကျွန်တော်ဒီမှာနံပါတ်4ညီပါလိမ့်မယ်ဒီနံပါတ်3ပေါ့နော်3လည်းလိုပဲကျွန်တော်ဒါအားကြနေတင်မယ်ကြော်ရတာမဟုတ်ဘူးเนาะကြော်ရတာကဒီကိုပဲကြော်နေတာကြီးကိုမရောက်ဘူးကျွန်တော်နံပါတ်3ကျိုးကိုမရောက်ဘူးကျွန်တော်မသိလို့ရှိရင်ဒီဘီနာဟာလေးထောက်လိုက်လို့လည်းရတယ်ကျွန်တော်ညှိနေတယ်လို့လည်းဒီကျိုးလေးပါဆိုပြီးတော့ဒီမြောက်နေကြော်လိုက်မတော့ညီပါဆိုတော့လည်းဒီပေါ့ဘေးနားဟာလေးနည်းနည်းပြီးသွားတာပိုကောင်းတယ်ပေါ့နော်။ကိုကြီးရဲ့ချုပ်လေးတစ်ချောင်းချင်းစီခုကျွန်တော်6ကျိုးလုံးညှိပြီးသွားပြီပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကအခုကျိုးလေးအားလုံးဆွဲလိုက်တဲ့ဒီမှာပထမဆုံးညှိလာတဲ့နံပါတ်6ကမညီတော့ဘူးပေါ့နော်။ပြန်ရော့သွားလိုက်ပြီ။ဒီကျိုး6ခုလုံးရဲ့ကျွန်တော်ဆွဲအားကြောင့်ပေါ့နော်။တော်တော်ကြာပါပြီ။အဲ့တော့ပြန်တင်ပေးရမယ်။ဒီခေါက်တော့နည်းနည်းအသေးစိတ်လေးညှိလိုက်ပါနော်။နံပါတ်6ပြီးပါရင်5န
ဒါဆိုရင်ကျွန်တော်ဂျုံပြီးပါပြီပေါ့နော်